အားလုံးပဲမင်္ဂလာပါရှင် Story Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့မိုးပလဲနဲ့မြတာရူဆိုတဲ့ပုံရင်းလေးပဲဖြစ်ပါတယ်ရှင်။မောင်ကူကြီးကဝလုံးနဲ့လျှို့ထမ်းလာခဲ့တဲ့ထန်းကောက်ပါကလေးကိုဝါတုံးနဲ့အတူပင်ဘေးမှာချလို့ညောင်မင်းရင်မှာဝင်ထိုင်လိုက်ပါတယ်။မိုးကအုံတီးနေတယ်။လေတဖြူးဖြူးတိုက်ခတ်နေလျာပညောင်မင်းကြီးရဲ့အရိပ်ကအေးမြလည်းရရှိနေတာပေါ့။တို့ရရင်မောင်ကူကြီးကလေးဟာနှစ်ဖူးကချွေတွေကိုတပတ်နဲ့တုပ်ရပါတယ်။သူကခရီးရှည်ထွက်လာခဲ့တဲ့သူဖြစ်တာကြောင့်ချွေတွေထွက်နေရခြင်းဖြစ်ပါတယ်။သူရဲ့မိခင်ဟာငယ်စဉ်ကတည်းကပင်တည်ဆုံးခဲ့ရတယ်။ဖခင်ဖြစ်သူကနောင်မိန်မယူလိုက်တာကြောင့်မောင်ကူကြီးကလေးဟာရွာကနေထွက်လာခဲ့တာပေါ့။သူကနမဲနဲ့လိုက်အောင်လို့ကူညီခြင်းတဲ့သူဖြစ်တယ်။ယခုခရီးထွက်လာခဲ့ရခြင်းမှာလည်းဒုက္ခရောက်နေသူများကိုကူညီခြင်းလို့ဖြစ်ပါတယ်။ရောက်ခဲ့ပြီးတော့အရက်ဒေတာများတွင်အမျိုးမျိုးအဖုံဖုံကူညီခဲ့ပါတယ်။ရှုံဘွက်ထဲမှာနေမြုပ်နေတဲ့လှဲပြီးကိုလှဲသမားတစ်ယောက်တည်းရုံးပြေမရတာကိုသူကပါဝိုင်းဝန်းကူညီပြီးတော့တွန်းပေးခဲ့တယ်။ရွာတရွာမှာမုတ်ဆိုးမကြီးတစ်ယောက်ကိုနေထိုင်မကောင်းစဉ်ထင်းခွေထမင်းချက်ဆေးပေးမိယူပြုစုခဲ့ပါတယ်။အခြားရွာတရွာမှာခြေထောက်နာနေတဲ့အတော်ကြီးတူကိုသူကကူညီပြီးတော့မောင်းနှင်းပေးခဲ့ပါတယ်။ထို့မှမကသေးရွာတွေမှာလိုတဲ့နေရာမှာချက်ချင်းဝင်ရောက်ကူညီလုပ်ကင်ပေးခဲ့တယ်။ဒါကြောင့်သူ့ရောက်ရာဒေသတိုင်းကသူ့ကိုခေါ်ထားပါတယ်။သို့သောသူကမရောက်ဘူးတဲ့သောနေရာဒေသများသို့လည်းရောက်ခြင်းနဲ့လူပေါင်းများစွာကိုလည်းကူညီခြင်းသားကြောင့်တနေရာထဲမှာမနေဘဲနဲ့ခရီးဆက်နေရခြင်းဖြစ်တာပေါ့။မောင်ကူညီဟာလူတွေကိုသာမကတရိษံတွေကိုကအစသတော်ဝါအားလုံးကိုကူညီခြင်းတဲ့သူဖြစ်ပါတယ်။ကူညီလဲကူညီနေပါတယ်။ဒါကြောင့်သူကိုတရိษံများကပင်ချစ်ခင်ကြခြင်းဖြစ်ပါတယ်။သူရွာကထွက်လာပြီးတပားသူများကိုကူညီလာခဲ့ရာတနေရာရောက်တဲ့အခါတောအုပ်ကလေးဖြည်း၍ဝါယုံရိပ်တွင်အိတ်လိုက်တယ်။အိမ်မောကြနေရာကနှာခေါင်းထဲမှာမွေးကြိုင်လာတဲ့ရနံကိုရတော့ဖြတ်ခနဲလန့်နိုးသွားတာပေါ့။မျက်စိဖွင့်ကြည့်လိုက်တဲ့အခါအလွန်ပင်တောက်ပြောင်းတဲ့ကိုရောင်ကိုဝါနဲ့နတ်သမီးတစ်ပါးကိုသူ့ရဲ့ရှေ့မှာတွေ့မြင်လိုက်ရတယ်။မောင်ကူကြီးထစမ်းမောင်ကူကြီးကထထိုင်လိုက်တယ်။မင်းငါ့ကိုသိသလား။သိပါတယ်။အောင်မတဲတော်ပါလားဒါဖြင့်ပြောစမ်းငါဘာတူလဲ။ဦးရကျော်ဇက်တဲကနက်ပြက်ကိုစံပါပါ။တော့ကောင်လေးနင်သိလည်းမသိပဲနဲ့ငါဟာနေအမေပဲလူဘဝမှာတော့ငါကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့အခုငါသေးတော့မနည်းဒေဝီနတ်သမီးဖြစ်လာတယ်။ငါဟာနေအမေပဲကောင်လေး။ဟင်မမေနမေကခေါ်ရခက်တယ်။ဒေါ်ပုမဒေဝီလို့မှတ်ရင်မကောင်းဘူးလား။မရဘူးနတ်သမီးဆိုတာဒီလိုပဲခက်ခက်ခေါ်ရတာ။အမေကျွန်တော်ကနတ်ပြည်မရောက်နိုင်ဘူးလား။နင်ကုသိုလ်ကောင်းမှုတွေလုပ်ရင်တော့ရောက်မှာပေါ့။အခုကျွန်တော်ဟာသတ္တဝါတွေကိုကိုကြီးစောင့်ရှောက်နေတာပဲ။အေးနင်ကောင်းမှုကုသိုလ်တွေလုပ်နေလို့နတ်ပြည်ရောက်မှာပါ။ဒါဖြင့်ကျွန်တော်သိလိုက်တော့မယ်။မနီဒေဝီနဲ့သမီးကမျက်လုံးပြူးသွားတယ်။ဟဲ့မလုံးနဲ့လေသူ့ဘာသူဒီမှာနတ်ပြည်ရောက်မှာအသင်းသေးပြီလို့မဖြစ်ဘူးဟဲ့။နောက်ပြီးလူဆိုမှကိုကြီးချင်းတိုင်းကိုကြီးလို့ရတာနန်းဆိုတာလူလိုလုပ်ချင်တာလုပ်လို့ရတာမဟုတ်ဘူး။ငါတော့နင့်ကိုသာကိုကြီးလို့ရတာလူတိုင်းလို့ကိုကြီးလို့ရတာမဟုတ်ဘူး။မောင်ကူကြီးကတွေ့ဝေသွားတယ်။သူ့မိခင်နဲ့သမီးပြောတဲ့စကားမှန်ကန်ပါတယ်။နတ်များဟာသူတော်ကောင်းကိုမှမဆာရရတယ်လို့ကြားဘူးတယ်။မိမိတို့လူဒီကခွေးကောင်ကိုအစာကျွေးရကူညီနိုင်တယ်လို့ရက်ဆက်ကြမ်းကြုတ်ဆိုးရသောခွေးများကိုလည်းအစာကျွေးငွေကူညီနိုင်ပါတယ်။ကောင်းပါပြီအမေကျွန်တော်ဟာသတ္တဝါတွေကိုဆက်ပြီးကူညီဖို့လူဘဝမှာပဲပျော်ပျော်နေပါတော့မယ်။မနီဒေဝီနတ်သမီးကကျင့်နဲ့ပြီးတော့ပြုံးရွှင်သွားတယ်။ကဲဒါဖြင့်နင့်အတွက်ကရိယာတစားပလာတွေပါတဲ့ယတနာတည်င်းပေးမယ်။မောင်ကူကြီးကအားကိုးသောမျက်နှာနဲ့မိခင်နဲ့သမီးကိုမော်ကြည့်ရဲ့သူတစ်ပါးကိုကူညီမစားတဲ့လုပ်ငန်းများကိုလုပ်ကိုင်ရမှာအထောက်အကူပြုမဲ့ကရိယာတစားပလာများကိုပေးမယ်လို့ဆိုတာကိုထိုကရိယာတစားပလာတွေကိုလည်းယတနာတည်င်းနဲ့ထည့်ပေးမယ်လို့ဆိုရဲရွှေတစ်တာလားငွေတစ်တာလားဖရမများတစ်တာလားမောင်ကူကြီးဟာမျောလင့်တကြီးနဲ့ကြည့်နေမနိဒေဝီနဲ့သမီးကလက်တစ်ဖက်ဝှေ့ရမ်းပြီးတော့အမိန့်တော်ပြန်လိုက်တယ်။ကဲမောင်ကူကြီးတို့ယတနာတည်င်းရောက်စီနတ်သမီးကအဲ့ဒီလိုပြောလိုက်တဲ့အခါမောင်ကိုကြီးရဲ့ရှေ့မှာဝုန်းကနေမိခိုးလုံးတွေဖြစ်ပေါ်တက်ကြွသွားပြီးတဲ့နောက်လေးတောင်ပစ္စည်းလေးတစ်ခုပေါ်ပေါက်လာတယ်။ထန်းခောက်ပါကလေးပေါ့မောင်ကိုကြီးရဲ့မျက်နှာရှုံထွက်သွားတယ်။အမေဟာလည်းထန်းခောက်ပါကြီးထ
ထန်းခောက်ပါကြီးမဟုတ်ပါဘူးတာရဲ့ထန်းခောက်ပါကလေးပါစုတ်ချလိုက်တာအမြင်စုပ်ပင်မဲ့အတွင်းပစ္စည်းတွေဟာအဖိုးတိုက်တန်လှပါတယ်တာရဲ့မောင်ကူကြီးကနှင်းမြန်စွာပဲထန်းခောက်ပါကလေးရဲ့ဖုံကိုဖွင့်ကြည့်လိုက်တယ်အထဲမှာဘာမှမရှိပါဘာမှလည်းမရှိဘူးအခုတော့မရှိသေးဘူးပေါ့အခုတော့မရှိသေးဘူးတော်တော်ကြာတော့ပြောင်ရောဆိုပါတော့ဒီလိုမဟုတ်ဘူးတာရဲ့မင်းကူညီချိန်တန်ရင်ဒီထန်းခောက်ပါကလေးကိုသာဖွင့်ကြည့်လိုက်သိလျော်တဲ့ကရိယာတစားပလာရောက်နေလိမ့်မယ်ဒီဟာကအိဆာတရားထန်းခောက်ပါကွယ်လိုချင်တာရနိုင်တဲ့ထန်းခောက်ပါပဲအရီနာမနီဒေဝီနဲ့သမီးဟာတားဖြစ်သူမောင်ကူညီကိုနှုတ်ဆက်ပြီးတော့ပြောက်ွယ်သွားတာပေါ့မောင်ကူညီကလည်းဘာလို့ရမှမသိတာကြောင့်ဝယုံဘေးမှာငုတ်တုတ်ထိုင်ပြီးတော့ငိုင်းနေစဉ်လူတယောက်ပြရေးပြရနဲ့ရောက်လာတဲ့သူကမောင်ကူညီကိုမြင်တဲ့အခါအာကိုတကြီးနဲ့ဟဲ့ကောင်လေးမြင်မတွေ့ဘူးလားတဲ့သူကအဲ့ဒီလိုမေးတော့မောင်ကူညီကလည်းမြင်းကိုမတွေ့ဘူးလားလို့မေးတယ်လို့အကြားမှားသွားတယ်ဟာမြင်းကိုတွေ့ဘူးတာပေါ့ဒါဖြင့်ဘယ်ဘက်သွားသလဲဘသူလဲအမေလားမိုးပေါ်ကိုတက်သွားပြီဟဲ့ကောင်လေးမတွေ့ရင်လည်းမတွေ့ဘူးပြောကွာဘာမိုးပေါ်တက်သွားသလဲဘာလေးနဲ့မြင်းကရိုးရိုးမြင်းကွာနဲ့မြင်းပြန်မဟုတ်ဘူးနေပါအောင်ဦးကြီးရဲ့အခုဦးကြီးကဘာဖြစ်လာတာလဲကျွန်တော်ကူညီပါမယ်ကျွန်တော်နာမည်ကမောင်ကူညီတဲ့တိတ်ပြီးဘက်ညီနေပြီပေါ့ကွာမင်းနာမည်ကမောင်ကူညီငါနာမည်ကဦးတောင်းခန့်ကဒီတော့အကူညီတောင်းခံရမှာပဲပေါ့ငါမြင်ကိုတော့အဆက်မှာလှန်ထားတော့အခုလိုပျောက်သွားတာပဲကွာကဲကူညီဖို့အရေးကြုံလာပြီအိဆာတရားထန်းခောက်ပါကိုဖွင့်မှာပဲဘာလဲကွာမြင်းပြောက်ပါတယ်ဆိုမှအဲ့ရင်စားတဲ့ตาရတဲ့ထန်းခောက်ပါနဲ့ဘာဆိုင်မှလဲကွာဦးတောင်ခန့်ကမောင်ကိုကြီးရဲ့စကားကိုယုံတော့မယုံပါတို့တော့ပြီးဆုံးအောင်တော့ကြည့်မယ်လို့ကြံနေလိုက်တယ်မောင်ကိုကြီးကတစ်တာကိုဖွင့်လိုက်တဲ့အခါတထွာလောက်သာရှိရဲ့နှဲကလေးရောက်နေတာကိုတွေ့လိုက်ရတယ်ဦးတောင်ခန့်ရဲ့မျက်နှာကကြည့်ရမကောင်းတော့အောင်ရှုံမဲ့သွားတာပေါ့ငါပြောက်သွားတာမြင်းကွာမွေမဟုတ်ဘူးမင်းနှဲကိုမှုံရင်မွေပဲလာမှာပေါ့မြင်းကလာမဲတယ်လားပြီးအောင်ကြည့်ပါဦးဦးကြီးရဲ့မောင်ကူညီဟာပြောတာပြောနေရတယ်သူကိုယ်၌ကလည်းဘာလို့ရမှန်းမသိချေမီးစင်ကြီးကရတော့မယ်လို့ကြံပြီးတော့နှဲကလေးကိုယူပြီးတော့ကောက်မှုန်လိုက်တာပေါ့စီနဲ့အတန်ထွက်လာတယ်ဦးတောင်ခန့်ကမွေတွေထွက်လာမှကြောက်လို့မျက်စီတွေကကြီးကန်းတောင်းမှတပင်ရင်တွေခြုံပုတ်တွေကိုခြာလဲလှည့်ကြည့်နေမိတာပေါ့ထိုကနာမှာပဲကစုံပေါက်ပြီးတော့ပြေးလာတဲ့မြင်းခွာတန်တွေကိုကြားလိုက်ရတယ်ဦးတောင်ခန့်ကမြင်းခွာတန်ထွက်ပေါ်လာရာကိုလှမ်းကြည့်လိုက်တယ်ဟာဟုတ်တယ်ဟေ့အဲ့ဒါငါမြင်မယ်ဦးတောင်ခန့်ဝမ်းသာသွားတာပေါ့မောင်ကူညီကလည်းသူ့အကူညီပေးလိုက်ရလို့တပားသူဝမ်းမြောက်သွားတာနဲ့ပဲသူ့ကျင်းနဲ့နေပါပြီဒါနဲ့မောင်ကူညီဟာနှဲကလေးကိုထန်းခောက်ခါတဲ့ကိုပြန်ထည့်ပြီးတော့အဖုံဖုံလိုက်တယ်နောက်တစ်ခါပြန်ဖွင့်ကြည့်လိုက်ရင်ထိုနှဲကလေးကိုတွေ့ရတော့မီမဟုတ်ကြောင်းသူသိပါတယ်ကူညီစရာတင့်လျော်သောခရိယာတစားပလာတစ်ခုခုထွက်ပေါ်လာမိတာဖြစ်ပါတယ်တကယ်ပင်အားကိုးရသောအိဆာတရားထန်းခောက်ပါကလေးဖြစ်ကြောင်းမောင်ကူညီလက်ခံသွားပါပြီဒီလိုနဲ့မောင်ကူညီဟာထိုထန်းခောက်ပါကလေးနဲ့အတူခရီးဆက်ခဲ့ရင်ယခုကဲ့သို့ပညာမင်းရိတ်ကြီးကိုရောက်ခါခိတ္တထိုင်နာနေခြင်းဖြစ်ပါတယ်သူထိုင်ချလို့များမှမကြသေးခင်မိုးတွေသဲထန်စွာရွာချလာတဲ့မောင်ကူညီဟာပြင်းပြင်းနဲ့ညောင်မင်းကိုမှီထိုင်ရင်းကမိုးမုံတွေကိုငေးကြည့်နေမိတယ်သူကြည့်နေရင်ကမိုးမုံတွေဟာတနေရာကိုစုပြုံပြုတ်သိမ့်လို့တလို့ဖြစ်လာတယ်ဒါကြောင့်မောင်ကူညီဟာစိတ်ဝင်စားသွားပြီးတော့တေချာစိုက်ကြည့်နေရပေါ့မိုးမုံတွေကစုရပြုံရပြုတ်သိမ့်လာကတစားတစားနဲ့လူငယ်လေးတယောက်ပုံတရံထွက်ပေါ်လာတယ်အရီနာမိုးမုံတွေပြုတ်သိမ့်နေတဲ့တရံကတဆင်လူစင်စစ်ဖြစ်သွားပြီးညောင်မင်းရိတ်ကိုလှမ်းဝင်လာခဲ့တယ်သူရဲ့ခန္ဓာကိုယ်ကမိုးရေတစ်စက်မှမရှိတာကြောင့်မောင်ကူညီလည်းအံ့အားသင့်သွားတာပေါ့ဟာကဲထူးစမ်းပါလားမိုးထဲကလာပြီးမိုးရေမစိုးဘူးနော်မိုးပေါက်တွေစီးပြီးလာခဲ့တာပဲကိုရင်ကဘာတူလဲဘယ်ရွာကလဲကျုပ်ကမိုးပလဲပထဝီရွာကလာတယ်မောင်ရင်ကကောဘာတူလဲကျွန်တော်ကမောင်ကူညီပါမိုးပလဲရဲ့ကျွန်တော်ရွာကဟဲလေကိုရွာနိုင်ဝင်ကိုပြောတာဘာမှရည်ချင်းစရာဖြစ်ဖို့မလိုဘူးရိုးရိုးပဲရွယ်ရွာကဆိုတာပြောပါဟဲဘယ်နဲ့ဖြစ်တာလဲပြောလေကဲပါလေမောင်ကူညီကဘယ်ရွာကလဲလို့ဟဲရွာကပါလို့ကျွန်တော်ရွာနာမည်ကိုပြောနေတာပါရည်နေတာမဟုတ်ပါဘူးဒါထက်ဘလို့မိုးပေါက်တွေကိုစီးလာတာလဲကျွန်တော်အကြောင်းပြန်ပြောရရင်တော်တော်ကြာပြောရမှာမလို့လေကုန်နေ
အခုလောလောဆယ်ဘိုက်ထဲစားလာလို့ဒီလိုစဉ်းစားတာကျောက်ကညောင်မင်းရင်းဆိုတော့အကျော်ဆိုင်လေးပါလေးများရှိမလားလို့စိတ်မပြတ်ပါနဲ့လေကျွန်တော်ကြွေးပါမယ်မောင်ကူညီကအဲ့ဒီလိုပြောလိုက်တာကြောင့်မိုးပလဲလဲဝမ်းသာအားရနဲ့ဘာများထုတ်ကြွေးမလဲလို့လှမ်းကြည့်လိုက်တာပေါ့မောင်ကူညီကသူ့ရဲ့ထန်းကောက်ဖားကလေးကိုရှေ့မှာချလိုက်တဲ့အခါမိုးပလဲစိတ်ပြက်မိသွားတယ်ဟဲမင်းထန်းကောက်ဖားတွေကဆိုရင်ပိုးဟပ်ပဲစားရမှာပေါ့ကွာမဟုတ်ပါဘူးဗျခမရဘာစားခြင်းလဲသာပြောပါပရုပ်လုံးအဲ့လေခေါက်ဆဲကြော်စားခြင်းနဲ့ကဲထုတ်ကြွေးစမ်းမောင်ကူညီကထန်းကောက်ဖားကလေးကိုချီနှောင်ထားတဲ့ကျိုးကိုဖြီးလိုက်တယ်အဲ့ဒီနောက်ဖာဖုံးကိုဖွင့်လိုက်တယ်ထိုအခါတည်ကျင်စောပြင်းထန်နေတဲ့မိုးပလဲကလည်းကဲပြီးတော့ကြည်လိုက်တာပုံရှင်းရှင်းကလေးဖြစ်ပါတယ်ထန်းကောက်ဖားထဲမှာလင်းဝင်းကြီးတစ်စုံကိုတွေ့ရတယ်မိုးပလဲရဲ့မျက်နှာကကြည့်မကောင်းအောင်ရှုပ်မဲသွားတယ်ဟေးကြောက်စားချင်တာခောက်ဆွဲကွာဒီလင်းဝင်းကြီးကငါ့သွားမဝါနိုင်ဘူးမောင်ကူညီကသူ့ကိုဘာမှပြန်လဲပြောကြခြင်းမပြုနိုင်သူကိုယ်တိုင်လည်းဘာလို့ရင်ကောင်းမလဲလို့စဉ်းစားရသေးတာကိုသူကထန်းခောက်ဖားထဲကလင်းကွင်းကိုထုတ်ယူလိုက်ပြီးတဲ့အခါအခြားလဲဘာမှလုပ်เสียမရှိရကြောင်းလင်းကွင်းကြီးကိုပဲတကြွန်းကြွန်းနဲ့ကောက်တီးနေလိုက်တယ်သူတို့နှစ်ယောက်အကြားမှာဝုန်းဆိုတဲ့အတန်မီးပြီးတော့မီးခိုးလုံးကြီးတစ်လုံးကြွားတက်သွားတယ်မိုးပလဲလဲလန့်ဖြန့်ပြီးတော့ဟဲ့တောက်တဲ့ဖင်းကြီးထောင်လို့အလန့်တကြားအော်မိပြီးအနောက်ကိုဆုပ်လိုက်မိတာပေါ့နှစ်ယောက်စလုံးရဲ့မျက်စိအောက်မှာခောက်ဆွဲကြောထုတ်ကလေးရောက်နေပါတယ်ကဲစားပါမိုးပလဲရဲ့မောင်ကူကြီးကပြုံပြုံရွှင်ရွှင်ပြောပြီးလင်းကွင်းကြီးရဲ့ကိုဖားရဲကိုပြန်ထည့်လိုက်တယ်မိုးပလဲကခောက်ဆွဲကြောကိုစားရင်မောင်ကူကြီးကိုသူ့အကြောင်းပြောပြတယ်ကျုပ်အကြောင်းကဒီလိုလေးမောင်ကူကြီးရဲ့ကျုပ်ကအရွယ်ရောက်ပြီဆိုတော့ကျင်ရရှာဖို့လိုလာပြီကိုဒါပေမဲ့ကျုပ်လိုချင်တဲ့မိန်းမကလှပပြီးမိန်းမပီသားတဲ့အမျိုးသမီးကိုမှကျင်ရရွေးချင်တာဒီတော့ခရီးထွက်ဖို့လိုလာပြီဒါပေမဲ့ငွေကြီးကလည်းတိတ်ပြီးချမ်းသာတာမဟုတ်ပြီးတော့စပူတီပါအနှံ့သွားခြင်းနဲ့မဟုတ်လားမှန်တာပေါ့ခြေကျင်သာရှောက်နေရရင်တိုင်းပြည်15ခုလောက်ရောက်တော့အိုမင်းရောသွားမှာပေါ့ဟုတ်တယ်ဒီလိုအကြံရခတ်နေတော့ကျုပ်အဖေကဘွားကနေပေါ်လာတယ်စောစောကသူကရင်နစ်နေလို့လားမဟုတ်ပါဘူးလေသူကဇော်ကြီးဖြစ်နေတာကိုအော်မိုးပလဲရဲ့အဖေကဇော်ကြီးရဲ့ဆိုပါတော့ဇော်ကြီးရမဟုတ်ဘူးဇော်ကြီးဖြစ်နေတာဇော်ကြီးဖုံတိုင်းဆိုတာကျုပ်အဖေပဲအော်ဟုတ်ကဲ့နားလေပါပြီဆက်ပြောပါအဲ့ဒီလိုအဖေကဘွားကနေပေါ်ပေါက်လာပြီးကျုပ်ကိုရေကိုရင်ငွေအသွင်ပြောင်းပြီးတင်ပေးတယ်ဒီတော့ကျုပ်ခရီးသွားခြင်းရင်ရေကိုရင်ငွေလှုပ်လိုက်တာဟောမိုးကောင်းခင်မောလွင့်တက်သွားပြီးမိုးသားတွေနဲ့တူခရီးသွားတယ်မြေပြင်မော်ဆင်းရင်မိုးရေတွေစီးပြီးအခုလိုဆင်းခဲ့တာပဲမောင်ကူကြီးကမိုးပလဲကိုငေးကြည့်နေတယ်သူ့ကုသိုလ်ကအကျိုးပေးကလည်းတမျိုးပဲနော်လို့တွေးတော်နေမိတယ်မိုးပလဲကရုပ်ရည်အတော်ပြင်းချုံးမောပါတယ်ဤတိုင်းဆိုလည်းအိမ်နောက်ကန်သည်သူ့ဤစာနာရှိသောမိန်းကလေးမျိုးနဲ့ရပါစေလို့စိတ်ထဲကကြိတ်ရွေးဆူတောင်းနေမိတယ်အစာစားတော့ပြီးတော့မိုးပလဲကခရီးဆက်ရန်မတ်တက်ရက်လိုက်တယ်ကဲမောင်ကူကြီးကျုပ်သွားရမယ်မောင်ရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူး။နောင်ကိုကျုပ်စီအကူညီလိုရင်ပြောပါ။မောင်ကူကြီးကခေါင်းငိမ့်လိုက်ပါတယ်။သို့တော့သူဟာသူ့တစ်ပါးထံကအကူညီတောင်းခံစရာမလိုပဲသူကသာကူညီသူဖြစ်ပါစေလို့ဆုတောင်းထားတာကြောင့်တနေ့နေ့တစ်ချိန်ချိန်တွင်လိုအပ်သည်ရှိတော့သူကသာမိုးပလဲကိုကူညီရလိမ့်မယ်လို့သူယုံကြည်ထားပါတယ်။မိုးတိတ်သွားလို့နေထွက်လာပြီးဖြစ်တာကြောင့်မိုးပလဲဟာနေပူထဲမှာရှက်လိုက်တယ်။အဲဒီနောက်ရင်ဘတ်ပေါ်မှာလက်ကိုကြက်ချီခတ်ပြူပြီးသူ့ရဲ့ပခုံးနှစ်ဖက်ကိုလက်ဝါးတွေနဲ့အုပ်လိုက်တယ်။မျက်စိတွေကိုပိတ်ပြီးတော့နှုတ်ကနေတိုးတိုးကလေးတစုံတစ်ခုကိုတွတ်တွတ်ရွေရုံနေတာပေါ့။ကြည်ရင်ကပဲလက်နဲ့ပြိုပြက်အယောင်တွေထွက်လာကရေမုံတွေဟာလူပုံတံဖြစ်လာရာကအခေါ်ငွေတွေအတွင်တံကိုပြောင်းလဲကမျက်စိအောက်ကပြက်ကွဲသွားလေတယ်။မောင်ကူကြီးလည်းကူညီလိုက်ရပြီးဖြစ်တာကြောင့်ကြည်နက်ပဲပြုံးပြီးခရီးဆက်ဖို့အတွက်ထန်းကောက်ဖားကလေးကိုဝလုံးလျိုထမ်းပြီးညောင်ရိတ်ကနေထွက်လာခဲ့တာပေါ့သူတစ်ပါးကိုကူညီတတ်တဲ့သူဖြစ်တာကြောင့်ကျင်းငယ်ကလေးတွေကသူ့အတွက်ဆိုလည်းအထူးသိကိုတီးဆိုပေးကြရတာကြောင့်အလွန်သာယာလှပါတယ်အေးမြရွာကလေးဟာနမဲနိုင်လိုက်အောင်မင်းအေးချမ်းလှပါတယ်ထို့သောထိုရွာမှာနေထိုင်တဲ့ဦးတီဟာနဲ့ဒေါ်နုမှန်တို့လင်းမယားဟာစိတ်ညစ်နေကြရတယ်သူတို့ရဲ့သမီးကလေးမြဓာရူဟာအရွယ်ရောက်လာခဲ့ပြီးလှပချော်မောပါတယ်မိမကောင်းပီတာပါတယ်ထိုသမီးလေးကိုတရွာရဲသားချင်းပေးစားလို့သောဆန္ဒသည်ဦးတီဟာနဲ့ဒေါ်နုမှန်တို့မှရှိပါတယ်ဟဲ့မဲနုမှန်ဘာတော့တို့သမီးတော့အရွယ်ရောက်လာပြီနော်
အော်ကျောက်ကအမေပဲဟာပို့ပြီးတည်တာပေါ့အဲ့ဒါဘာဖြစ်လဲမေမင်းဟာတော်တော်ခတ်တာပဲဘယ်နဲ့တော့ဘလို့တမီးရွယ်ရောက်လာရင်အမေခတ်လာရောလားမဟုတ်ဘူးဟဲ့တိတ်လျော်တဲ့သူနဲ့ထိမ်းများပေးရမယ်မဟုတ်လားဘသူကတိတ်လျော်နေလို့လဲငါလည်းမသိဘူးလေတော်ဟာတိတ်ခွာကြနေပါလားအသာဆောက်နေအချိန်တန်တော့မေတ္တာတဝင်လိုချင်တဲ့သူလာပြီးတောင်းရမ်းမှာပေါ့ဟဲတောင်းရမ်းမှာတော့အထဲကပုံလုံးသီးတွေကြကုန်ပါပေါ့တော်ဘာတွေပြောနေရလဲတော်နူမန်ကခန်းခန်းငေါက်ပြောလိုက်မှဦးတီဟာလည်းသတိရသွားတယ်အေးပါဟဲ့ငါလည်းဘာတွေလျှောက်ပြောနေမိမှမသိပါဘူးကဲသမီးကိုလာပြီးတောင်းရမ်းမဲ့ရွာသားကိုစောင့်အောင်မှမကြခင်မှာရွာသားတစ်ယောက်ဟာဘောက်ဆက်နဲ့ရောက်ရှိလာရာဦးတီဟာကသူ့ကိုမြင်တော့ထိုက်ကနေဖြစ်သွားတယ်အဘဲကြောင့်ဆိုတော့ဝင်လာတဲ့သူကရွာပြင်မှာနေတဲ့စုံမကြီးဒေါ်စာရုပ်ရဲ့သားပေါက်ချိုးဆိုတဲ့သူဖြစ်နေတာကြောင့်ပေါ့ပေါက်ချိုးတို့သားမီဟာရွာကိုဘယ်တော့မှကောင်းကျိုးမပေးဒုက္ခကိုသာပေးတတ်ကြပါတယ်ဒါကြောင့်မဲအခုလဲဘာဒုက္ခများလာပေးမလဲလို့တွေးရင်ဦးတီဟာထိတ်ခနဲဖြစ်သွားရတယ်ဟေးပေါက်ချိုးဘာကိစ္စလဲဟဲ့မောလာတာလားမဟုတ်ပါဘူးရီတာပါအော်ရီတာကိုငါကမောနဲ့ပါဇက်ပြဲနေတယ်လို့ထင်နေတာတထက်ဘာကိစ္စလဲဟဲ့အလေရီပြန်ပြီငါပြောနေတာကိုလူပြက်ကြီးပြက်လုံးထုတ်တယ်မှတ်တယ်လားမဟုတ်ပါဘူးကျွန်တော်လာတဲ့ကိစ္စပြောရရင်ကျွန်တော်ရည်ကျင်လို့ပါအော်မင်းရည်ကျင်လို့ငါစီလာတာကိုမဟုတ်ပါဘူးဗျရည်ကျင်တာကကျွန်တော်ရှက်လို့ပါဟင်မင်းကရှက်ရင်ရည်ကျင်တယ်ကိုဒါဖြင့်ပစိုးကိုမြမြဝတ်သွားကွာတော်တော်ကြာလန်းလေကောင်မှပစိုးကြလို့မင်းရှက်ပြီးခွတ်ထိုးခွက်လည်းရည်နေရအောင်မှငါမြင်ရောက်နေဦးဒီဟာရဲ့စကားကိုကြားတဲ့အခါပေါက်ချုံကမျက်နှာဘိုးတက်လိုက်တယ်ဒီမှာဦးကြီးစကားတွေတောင်ရောက်မြောက်ရောက်ကုန်ပြီဘာဖြစ်လို့လဲလေတိုက်လို့လားမဟုတ်ပါဘူးဘာပဲဖြစ်ဖြစ်ဆိုကလပ်ပဲကိုငါကြိုက်တယ်စွန်တာနီတို့ဘိုးကိတ်တို့ဟာလွဲကုန်ပြန်ပါပြီလူရင်းကိုပဲပြောပါတော့မယ်ကျွန်တော်လာရတဲ့ကိစ္စကဦးကြီးရဲ့သမီးမြတာရူကိုကျွန်တော်နဲ့ပေးစားပါလို့ကျွန်တော်တောင်းပန်ချင်ပါတယ်ဟဲမုတ်ကရောဟင်ဘလို့လဲဦးကြီးရဲ့သမီးကိုကျွန်တော်နဲ့မပေးစားချင်လို့လားဟုတ်လားပြောစမ်းအိုးဒီလိုမဟုတ်ပါဘူးလေဒီလိုကွယ်ဟိုဟာလေဦးတီဟာပေါက်ချုံကိုဖြောင်းမငင်းဝင်မှာသူ့အမေဆုံးမကြီးဒေါ်စာရွတ်ကိုကြောက်တာကြောင့်ဖြစ်ပါတယ်ဒေါ်စာယူဟာလူတွေကိုသူကြိုက်ရာပုံသဏ္ဍာန်ဝတ္ထုပစ္စည်းတွေဖြစ်ပြောင်းလဲပြနိုင်တယ်လို့ဆိုကြပါတယ်ဘဲဟာလဲခက်ရှင်းပြောပါဦးကြီးရဲ့ဒီလိုလေ9 ရက်အတွင်းမှာငါသမီးကိုလက်ထပ်ခွင့်တောင်းရမ်းတဲ့သူတဦးမှမရှိဘူးဆိုရင်တော့မင်းရစီမှာပေါ့ကွာဟာကြိုက်ပြီပေါက်ချုံကကြပြထဆင်းပြေးသွားတယ်ညနေဆောင်မှာတော့ဦးတီဟာဒုတ်တချောင်းနဲ့ရွာထဲကိုလမ်းလျှောက်ထွက်လာတယ်သူသဘောကျတော့လူပြိုများရဲ့မိဘများထံကိုလာပြီးပြောတာပေါ့ကိုဘကန်ခမည်းသားနဲ့ကျွန်တော်သမီးကိုပေးစားဖို့အောင်မလေးဗျကိုဘကန်တက်သွားတာကြောင့်စကားကိုဖျက်လိုက်ရတယ်လူတွေတရုံနဲ့ကိုဘကန်ကိုပြုစုနေခိုင်းဦးတီဟာလည်းတခြားအိမ်လိန်ကိုကူရပြန်နေဒေါ်လှထူရဲ့ကျွန်တော်သမီးနဲ့ဒေါ်လှထူရဲ့သားနဲ့ဂစ်ဒေါ်လှထူသည်လည်းတချီတဲ့တက်သွားတော့တယ်ဦးတီဟာလည်းခက်တုတ်ဆင်းခဲ့ရပြန်ပြီးတနေရာကိုကူးရပြန်နေဦးတောက်ရေအောင်မလေးဗျဦးတောက်ကသူ့ကိုမြင်ယုံနဲ့ပဲစငင်းဖြစ်နေလေတော့တယ်ဦးတီဟာမတက်တာတော့ပါသူ့အိမ်သူပြန်လာခဲ့ရပြီးတော့အိမ်နီးနားချင်းတွေကိုအကြောင်းစုံဖွင့်ပြော၍ဘာတွေဖြစ်နေမှန်းမသိပါဘူးဗျာလို့ညီတွားလိုက်ပြီးလေထိုအခါအိမ်နီးနားချင်းများကသူ့ကိုပြန်ပြောကြတယ်ပေါက်ချွန်းကတရွာလုံးရှိလူပြိုများရဲ့အိမ်များကိုလှည့်လဲပြီးမြတာရူကိုလက်ထပ်ရန်ကြံလျင်ကြံတီသူကိုသူ့မိခင်နဲ့တိုင်စားပြီးဒုက္ခပေးပြီးဟုပြောကြားထားတယ်လို့ဆိုရင်ဦးတီဟာလည်းဟင်ငါသမီးလေးမြတာရူကန်ဆိုးလာကြီးကွယ်လို့စိတ်မကောင်းစွာနဲ့ညီးတွားမိတော့တာပုံညီးတွားပြီးစိတ်မကောင်းဖြစ်ရုံကလွယ်လို့ဦးတီဟာတခြားလဲဘာမှမတတ်နိုင်ရှာပါဒေါ်စာရွတို့သားမိကတော့ဟီလာတက်နေကြတာပုံအမေမြတာရူကိုဘယ်သူမှလက်မထက်ဝင်ကြတော့ဘူးမြတာရူအတန်ကြားရုံနဲ့တက်တဲ့လူတက်ချက်တဲ့လူချက်ကုန်ပြီအမေရဲ့ဟာဒီလိုပဲဖြစ်ရမှာပေါ့ဇာယုတဲ့နော်တယူရဲရှိတယ်ဟိဒါမီနှစ်ယောက်ကျင့်နဲ့နေကြတယ်ကဲပါလေကျင့်နဲ့နေုံနဲ့မပြီးသေးဘူးငတိဟာတို့ကညံများသားဘာတွေကြံနေလဲဆိုတာငါမြကြီးမုံကိုကြည့်အောင်မ
အဲဒီနောက်သားမီးနှစ်ယောက်ဟာကတိပါစာအုပ်ထားတဲ့မှန်ကြီးရှိကိုလာကြပြီးအုပ်ထားတဲ့ကတိပါစာကိုဖယ်လိုက်တယ်ငတိဟာတို့အိမ်ကိုကြည့်မယ်ဒေါ်စာယူအဲဒီလိုပြောလိုက်တာနဲ့မှန်ထဲမှာဦးတီဟာငုတ်တုတ်ကလေးထိုင်နေတဲ့ပုံထင်းထင်းရှားရှားပေါ်လာတယ်သားမီးနှစ်ယောက်ကြည့်နေကြတာပေါ့ငတိဟာမှိုက်နေတယ်ဒါပဲပေါ့ကဲပိတ်စပြန်အောင်မယ်အလိုဒါကဘာလဲဒေါ်စာယူကအလန့်တကြားပြောပြီးပိတ်စကိုပြန်၍ဖယ်လိုက်တယ်ပေါက်ချွန်းကလည်းစိုက်ကြည့်နေမိရဲ့မိုးမုံနေကြကတရံကလူပုံပီပီတတဖြစ်လာတယ်အဲဒီနောက်မိုးပလဲဟာဦးတီဟာရဲ့အိမ်ထဲကိုလှမ်းဝင်လာတယ်ဟင်မောင်ရင်ကဘဲကလည်းထူးဆန်းလာကြီးလားဟုတ်ကဲ့ကျွန်တော်ကပထဝီရွာကပါကျွန်တော်နာမည်ကမိုးပလဲလို့ခေါ်ပါတယ်ဦးတို့အိမ်ပေါ်ကိုဖျက်သွားတော့ခွင်းချင်းလာလို့ဝင်လာခဲ့တာပါအခုလိုမခေါ်ပဲလာလဲတာခွင့်ပြုပါဗျာဦးတီဟာလှပတဲ့မိုးပလဲကိုကြည်ရင်းနဲ့သဘောကျသွားတယ်ဦးကအရင်တိထားရင်အလဲခေါ်မှာပဲပေါ့ကွယ်သမီးရဲ့ဧည့်သည်တို့စားစရာယူခဲ့စမ်းပါမကြခင်မြားဒါရူဟာရင်နွေးချမ်းနဲ့မှုံပဲတဲ့ရေးစာတွေကိုလင်မန်းနဲ့ယူဆောင်လာခဲ့တယ်မိုးပလဲကလည်းမြားဒါရူကိုမြင်တဲ့အခါရှေးရည်စဲစုံတာကြောင့်ဖြစ်မှာမေမြေတာတဝင်းချစ်ခင်သွားပါလေရောကဲရင်နွေးတော့သုံးလိုက်ပါအောင်ကွယ်ဦးတီဟာရဲ့အတန်ကိုကြောက်၍မိုးပလဲကလက်ကသာကောက်ယူရတဲ့မျက်စိများကတော့မြားဒါရူကိုစိုက်ကြည့်နေမိတာပေါ့သူရဲ့လက်ကရေနွေးပကံကိုမကင်မိပဲဦးတီဟာရဲ့ပစိုးစားကိုစုံဆွဲကင်နေမိတယ်ဦးတီဟာကလည်းမိုးပလဲကသမီးကိုငေးဆိုင်ကြည့်နေရကိုစိတ်ထဲကကျေနပ်နေမိရင်ခိတခမီနာရှောင်ပေးချင်လာတာကြောင့်လက်တော့ပေါ်ကတော့ယူမလာဘဲကိုလို့ပြောပြီးခတ်တွတ်ထားသွားကရှောင်တဲ့အခါမှာပစိုးစားကြီးကတုံငနေဖြစ်ပြီးဟတ်ထိုးကြီးလဲကျတော့တာပေါ့ဟဲဘဲကောင်ကပစိုးစားတွန့်ဆွဲရတာလဲကွာသူ့အတန်ကြာမှမိုးပလဲကသတိရပြီးတော့ငုံကြည့်မိရဲ့ဟာကျွန်တော်ပါအိုးမင်းမဟုတ်ပါဘူးကွာဟုတ်ပါတယ်ဗျဟုတ်ပါတယ်မဟုတ်ပါဘူးလေငါပစိုးစားကိုတုံဆွဲထားတာကိုပြောတာကွာဟုတ်ပါတယ်လေဟောဒီမှာကျွန်တော်ဆုပ်ဆွဲထားမိတာဒီတော့မှဦးတီဟာလည်းပြန်ကြည့်မိတယ်ဟဲမုတ်ကရောဘလို့ကြောင့်မင်းကငါပစိုးစားကြီးကိုလုံးထွေးဆွဲဆုပ်ထားတာလဲကွာရင်နွေးချမ်းတောက်မလို့ပါအော်ငါပစိုးကိုညင်ရင်နွေးချမ်းတွေထွက်မယ်ထင်နေဆိုပါတော့ဟဲမဟုတ်ပါဘူးဗျကျွန်တော်မှာပါမိုးပလဲကပစိုးစားကိုလှုပ်ပြီးရင်နွေးချမ်းပကံကိုပြောင်းကန်ရတယ်တို့ရရင်မိုးပလဲဟာမြဒါရူကိုတကယ်ပဲမေတ္တာတဝင်သွားတာကြောင့်ဦးတီဟာထံတွင်ဖွင့်ဟ၍တောင်းရန်လေတယ်ဦးတီဟာမှလည်းဝမ်းသာအားရဖြစ်ပြီးတော့ကြည်ကြည်နက်နက်သဘောတူလိုက်တာပေါ့ဦးတီဟာတို့လင်မယားကျင်းနဲ့နေကြသလိုမိုးပလဲနဲ့မြဒါရူတို့လည်းကျင်းနဲ့နေကြတယ်တို့တော့ဒေါ်စာယူတို့သားမီးကတော့လုံးဝမကျင်းနဲ့ချေမြာချင်းမုံကတစင်အဖြစ်သမီးအစုံကိုတွေ့ကြရတာကြောင့်ရွှေ့ခုန်ကုန်ကြတယ်မကျင်းနဲ့ဘူးဟဲ့ငါအကြောင်းသိစေရမယ်စုံမကြီးဒေါ်စာယူဟာအဲ့ဒီလိုချိန်ဝါလိုက်ပြီးရဲ့နောက်တနေ့မနက်အစောကြီးအားလုံးအိပ်ပျော်နေခါမြားဒါရူကလေးကိုအိမ်မွေးချပြီးတော့ခိုးယူသွားတယ်သူကမြားဒါရူလေးကိုပေးလိုက်ရပင်စေးတောင်ဝေးကိုခွစီ၍ကောင်းငင်မော်တက်ခါရွာပြင်းရှိငေါက်တက်တောင်ထိပ်ကိုတွားတာပေါ့ငေါက်တက်တောင်ဆိုတာကမတ်ဆောက်ပြီးတော့ငေါက်တက်ကြီးဖြစ်နေတာကြောင့်မြေပြင်ကနေဘသူမှတက်ရောက်လို့မရပါကောင်းကင်ကကြီးနဲ့လာမသာရောက်နိုင်ပါတယ်တောင်ထိပ်မှာတိုက်အိမ်ကြီးတအိမ်ဆောင်ကဝင်းလေချမ်းနေတည်ရှိနေဒေါ်စာယူကမြားဒါရူကိုထုံငေါက်တက်တောင်ထိပ်ကြီးစီကအင်ကြီးစီကိုခေါ်ဆောင်သွားလိုက်တယ်နောက်နေ့မနက်မိုးလင်းတဲ့အခါဦးတီဟာတို့လည်းမရသားမကမိုးပလဲတီလည်းရောရိတ်တော့ကရောက်ရတော့တာပေါ့မြားဒါရူကလေးပဲရောက်သွားမှမသိတာကြောင့်ပြရာခတ်ကုန်ကြတယ်သို့တော့ဒေါ်စာယူရဲ့သားပေါက်ချုံကရွာထဲမှာလဲ၍ကြွားဝါနေတာကြောင့်မြားဒါရူကလေးဟာငေါက်တက်တောင်ထိပ်ဖျားကိုရောက်နေပြီဖြစ်ကြောင်းသိလိုက်ရတာပေါ့ဟဲကိုကျိုးတော့နဲကုန်ပါပြီကျုပ်သမီးလေးကိုပြန်တွေ့ရတော့မှမဟုတ်တော့ပါဘူးဒေါ်နူမန်ကအော်ဟစ်ပြီးတော့ငိုကြွေးတယ်အမေမပူပါနဲ့ကျွန်တော်တယောက်လုံးရှိပါသေးတယ်လို့မိုးပလဲကအားပေးတာပေါ့မင်းရှိပေမဲ့မင်းကငါသမီးမမဟုတ်တာဘိုင်းငင်တက်ပါမလားရက်ကန်းရက်တက်ပါမလားကွယ်အိုးဒါရီလုံးတက်တယ်လို့ပြောနေတာမဟုတ်ပါဘူးအမေရဲ့ကျွန်တော်သွားပြီးကဲဆယ်ပေးပါမယ်လို့ပြောတာပါဟင်မင်းကလေကိုဖမ်းပြီးဓာတ်လွှဲနိုင်လို့ငေါက်တက်တောင်ကိုရောက်နေလေလားမိုးပလဲကဘာမှမပြောတော့ပဲနေပူထဲမှာထွက်ရလိုက်တယ်ခဏကြာတဲ့အခါသူ့ရဲ့တကူလုံးမှာမိုးမုံကလေးတွေတရံဖြစ်လာတယ်တိတ်မကြခင်အခိုးငွေကလေးတွေနဲ့ထပ်ဆင့်ပြောင်းလဲသွားပြီးမိုးပေါ်ကိုလွင့်ပြင်ပြောက်ွယ်သွားတာပေါ့မြားဒါရူကတော့မိုးရေတွေကိုကြည့်ကမျက်ရည်တွေတွေ့တွေ့ကျဆင်းလာတယ်
တို့တော့သူကြည့်ရင်ငိုနေခိုင်မိုးမုံတွေကလူပုံသဏ္ဍာန်ဖြစ်လာပြီးခဏအကြာမိုးရီရိကြကမိုးပလဲဖွားကလေးပေါ်လာတဲ့အိမ်ထဲကိုလှမ်းဝင်လာတာပေါ့ဟေးမောင်မိုးပလဲမြတာတို့နှမကလေးနှစ်ယောက်သာပျော်ရွှင်သွားကြတယ်လောကကြီးကိုပဲမေ့သွားကြတယ်ဒါကြောင့်အိမ်ကြီးထဲမှာရှိတဲ့ဆောင်းကောက်ကိုမြတာတို့ကတီးပြီးတဲတချင်များတယောက်တလဲစီ၎င်းအချီချ၎င်းတီးမောက်တီဆိုပြီးလွန်စွာပျော်ရွှင်နေကြတာပေါ့မိတို့မိဘုံအိမ်ကိုပြန်ရမိကိုပင်သတိမရနိုင်တော့ပါအမေညကျင်းမုံကိုကြည့်ပါဦးမြတာတို့လေးစိတ်ညစ်နေလာရောမယ်ပေါချုံကပူစားတာကြောင့်ဒေါ်စာယူဟာဂရီဘာစားကိုဖေရှားလိုက်တယ်ငေါက်တက်တောင်ထိပ်ကစံအိမ်ကြီးကိုကြည့်မယ်ဒေါ်စာယူရဲ့စကားအဆုံးမှာတော့မှန်ထဲမှာအိမ်ကြီးပုံပေါ်လာတယ်အိမ်အတွင်းဝင်မိုးပလဲနဲ့မြတာတို့ပျော်ပျော်ရွှင်ရွှင်တီးမုတ်တီးဆိုနေတာကိုမြင်တဲ့အခါဒေါ်စာယူတို့သားမင်းနှစ်ယောက်ဆွတ်ဆွတ်ခုန်သွားကြပြန်တာပေါ့အမေလောက်ပါအောင်ဟိုမှာမျိုးစဘာဆိုတဲ့ကောင်ရောက်နေပြီသူ့နာမည်ကမျိုးစဘာတော့မဟုတ်ဘူးငါလည်းမစ်တိတ်ဖြစ်နေတယ်ဟုတ်ကောင်းမလေးခေါ်တဲ့တန်ကြားတယ်မိုးပလဲအဲလေမွေးပလဲလားဘာပဲဖြစ်ပါမင်းဟာဒီကောင်ကိုမြင်ရှင်းဖယ်လိုက်စမ်းပါဟိုမှာစိုးလိုက်ဒီလိုက်နဲ့ဘလောက်ตายရနေလဲဆိုတာကြည့်ပါဦးနေနဲ့အောင်မော်ကွာငါအကြောင်းသိစေရမယ်ဒေါ်စာယူကအခန်းတောက်မှာထောင်ထားတဲ့စေးတောင်ဝေးကိုသွားယူတယ်အဲ့ဒီနောက်သူကထိုစေးတောင်ဝေးကိုလှဲကင်ရေးခွစီလိုက်တယ်ခလေးငယ်များအုံးလက်နွားစီးတဲ့ပုံစံမျိုးပေါ့အဲ့ဒီလိုသူကစီးလိုက်ပြီးနှုတ်ကလည်းငေါက်တက်တောင်ထိတ်သို့လို့အော်လိုက်တာနဲ့တပြိုင်နက်စေးတောင်ဝေးဟာဗရင်မောက်ကိုဖျက်တမ်း၍ကောင်းငင်ကိုပြန်တက်သွားပါလေရောမိုးပလဲနဲ့မြာထာတို့ပျော်ရွှင်စွာတချင်းတွေတီဆိုနေခိုင်ဖြုံကနေဒေါ်စာယိုရောက်လာတယ်ဒေါ်စာယိုကတဲလို့ကျိန်သွားလိုက်တယ်မိုးပလဲကဦးကြောင်ကြောင်နဲ့ဘာဗျာကိုတဲရမှလဲဗျာလို့ပြန်မိလိုက်တာပေါ့ဒေါ်စာယိုကနင်ကြီးတော်ကိုတဲလို့ငေါ့တယ်ကျွန်တော်ကြီးတော့လောလောဆယ်မရှိဘူးခမားကိုပဲကျွန်တော်ကြီးတော်မှန်တယ်တဲရတော့မှာပဲပျော်ပျော်ဆူဆူနဲ့မိုးပလဲကဒေါ်စာယိုကိုဆွေကနေပွေချီတဲယူသွားကငေါက်တက်တောင်စွန်ထိတ်ကနေအောက်ကိုပြစ်ချလိုက်ကြပေါ့ဒေါ်စာယူဟာလေထဲမှာကျွန်းနှုတ်မခုံကျသွားရာကသတိရပြီးလက်ထဲကစေးတောင်ဝေးကိုကောက်ရီခွာစီလိုက်တယ်ငေါက်တက်တောင်ထိတ်တို့ဒေါ်စာယူကြီးပြန်တက်လာပြန်ပြီဟောမောင်မိုးပလဲဟိုမှာရောက်နေပြန်ပြီမိုးပလဲကလှမ်းကြည့်လိုက်တဲ့အခါမီးဝင်းဝင်းတောက်နေသလိုတောက်ပြောင်တဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်နေတဲ့ဒေါ်စာယူကိုတွေ့လိုက်ရတယ်အော်ရောက်လာပြန်ပြီလားနောက်တစ်ချီတဲရအောင်မယ်ဆိုပါတော့ဒီတစ်ချိန်မှာတော့ဒေါ်စာယူကတဲလို့ချိန်ဝမနေတော့ပဲငါအကြောင်းသိစေရမယ်။ကိုင်ပတ်ချလဲစေလို့ဆိုကလက်ထဲကစေးတောင်ဝင်းနဲ့လှမ်းပြီးထိုးချလိုက်တယ်။မိုးပလဲကဇက်ခနဲထိုင်ချလိုက်တယ်။စေးတောင်ဝင်းနဲ့တဲ့နေတဲ့နေရာဟာမိုးပလဲမဟုတ်တော့ပဲအနောက်ဘက်စင်မော်ကကျေးပန်းဝကြီးဖြစ်နေလေတော့တယ်။ထိုအခါကျေးပန်းဝကြီးဟာစင်ကလေးပေါ်မှာခြာလပတ်လေးနေရာကစင်ကလေးဟာကြတော့မလို့ရိမ့်ရိုင်နေတာပေါ့။ဟဲတလွဲတွေဖြစ်ကုန်တော့ဒေါ်စာယိုကမျက်လုံးမျက်စံပြူးနဲ့ပြောရင်စေးတောင်ဝေးနဲ့ပြန်ချိန်မြန်နေတောင်းတောင်ကြီးဖြစ်အဲ့ဒီလိုချိန်ပြီးတော့ထိုးလိုက်တဲ့အခါခုံကရိုင်သွားတာကြောင့်တောင်ဝေးထိတ်ကချော်သွားပြီးနောက်ဘက်ကဘီရိုဘော်ကကြောင်ကလေးကလှောက်ရှားနေတဲ့ပန်းအိုကြီးကိုမျက်စိနောက်တာကြောင့်ခုံအုပ်လိုက်တဲ့အချိန်နဲ့အတူထိုကြောင်ကလေးလေတဲ့အရောက်ဒေါ်စာယိုရဲ့တောင်ဝေးထိတ်နဲ့တဲ့သွားတာကြောင့်ကြောင်ကလေးဟာလေထဲမှာတောင်းတောင်ကြီးဖြစ်ပြီးတော့ကျမ်းမော်ကိုပုတ်ခနဲကျသွားတယ်ဒေါ်စာယူကဟဲနေလို့ရတာနဲ့ငါကြောင်လေးတောင်တောင်းတောင်ဖြစ်သွားပါရောလားလို့စိတ်မကောင်းတယ်လို့ပြောပြီးစေးတောင်ဝင်းနဲ့အဝေးကလှမ်းထိုးရပြန်နေအသက်ဝင်စမ်းအခုတည်းအသက်ဝင်စမ်းအဝေးကလှမ်းပြီးချိန်တိုးရတာကြောင့်သူ့ရဲ့တောင်ဝေးထိပ်ကြီးကတလွန်ဘေးမှာချွတ်ထားတဲ့မြားထာရူရဲ့ဖက်နှက်ကလေးနဲ့တဲ့သွားလေရဖက်နှက်ကလေးနှစ်ဖက်ကထိုးထောင်ထောင်နဲ့အသက်ဝင်လာကြတယ်ဒေါ်စာယူတတ်တော်ရကြောရှိပါစေကျွန်တော်တို့အသက်ဝင်လာပြီလို့အော်တန်ထွက်ပေါ်လာပြီးတဲ့နောက်ဖက်နှက်ကလေးနှစ်ဖက်ဟာခုံဆွကုံဆွနဲ့ကကုံကြတော့တာပေါ့အခြားသူကိုမစိုးထားနဲ့ဒေါ်စာယူပင်လျင်မျက်စိနောက်လာပါပြီလက်ထဲကစေးတောင်ဝေးကြီးကိုပတ်ချလဲလွှဲရမ်းပြီးတဲ့နောက်အားလုံးမူလပြန်စီလို့အမိတ်ပေးလိုက်တယ်မှန်ပါတယ်ပတ်ချလဲနေတဲ့ကြေးပန်းဝကြီးရက်သွားတယ်တောင်းတောင်ကြီးဖြစ်နေတဲ့ကြောင်လေးပြန်ကောင်းသွားတယ်ဖက်နှက်ကလေးတွေလည်းမူလတိုင်းပြန်ဖြစ်သွားကြတယ်တို့တော့စပွဲပေါ်ကဖန်ခွက်ထဲရှိနွားနိုးတွေဟာမြက်တွေဖြစ်ကုန်တယ်။အိမ်ဆောက်ထားတဲ့ပြင်ချက်တွေတိုင်တွေဟာအကိုင်းခက်တွေထွက်လာကြတယ်။ဒေါ်စာယူဟာဒီကိစ္စတွေကိုခရုမထားနိုင်ပါ။သူအမျက်ဒေါသပြင်းပြစွာထွက်နေပြီ။မိုးပလဲပေါ်မှာအခက်မကြေဖြစ်နေတယ်။
ဒါကြောင့်ဒီတစ်ချိန်မှာတော့မိုးပလဲနဲ့နီးနိုင်တဲ့၍နီးအောင်ကတ်လာပြီးစေးတောင်ဝင်းနဲ့ချိန်ထိုးလိုက်တယ်။ခြံဝင်းတွေကရေပန်းတိုင်ကလေးဖြစ်စီသူ့ရဲ့စကားဆုံးတာနဲ့တပြိုင်နက်မိုးပလဲဟာခြာလပတ်လေ၍အိမ်မြင်ကိုရောက်သွားပြီးခြံဝင်းတွေကတနေရာမှာတက်ကနေရက်သွားတယ်။သူ့ရဲ့အရက်ကတထွာလောက်သာရှိသွားပြီးကြားရုပ်ကလေးဖြစ်သွားတော့တယ်။သူ့ရဲ့ဦးခေါင်းထိပ်တဲ့မှာရေပန်းကလေးထွက်လာပြီးဘေးပတ်ဝန်းကျင်ကိုဖျားချနေတယ်။အလှကြည့်ခြင်းစရာရေပန်းတိုင်ကလေးဖြစ်သွားတာပေါ့။ညာသာရူဟာမိုးပလဲရဲ့အဖြစ်ကိုမြင်တဲ့အခါရှိုက်ကြီးတင်ကြီးငိုကြွေးရှာတော့တယ်။သူငိုလေးလေးဒေါ်စာယူကြီးကဝမ်းသာလေးလေးဟာဟာဟာဝမ်းနဲ့မနေနဲ့နေဟာငါသားပေါက်ချုံကိုမယူတဲ့ဒူးနဲ့မျက်ရည်တောက်နေရမှာပဲစိတ်ချဟောဒီနေ့နေငါသားယူရင်မနှက်ဖြန်နေဟာကဘာပေါ်မှာအချမ်းသာဆုံးမိန်းကလေးဖြစ်စေရမယ်ဟာဟာဟာအဲ့ဒီလိုပြောပြီးတဲ့အခါဒေါ်စာယူကစေးတောင်ဝေးကလေးကိုခွာစည်းလိုက်တယ်ငေါတတောင်တိတ်ပေါ်ကိုရောက်လာစဉ်ကလိုပဲလေထဲကြွားတက်သွားတယ်ထန်းခောက်ဖာကလေးကိုဝက်လုံးတောင်ဝင်းနဲ့ပြိုထိုင်း၍ရွာရင်းကိုဝင်ရောက်လာတဲ့သူကတော့မောင်ကူညီကလေးပဲပေါ့လန်တလျှောက်တွေးသမျှလူတွေရဲ့မျက်နှာကိုအကဲခတ်ကြည့်တဲ့အခါအားလုံးကမှိုင်တွေလျက်ရှိနေတာကိုတွေ့လိုက်ရတယ်။မောင်ကူညီကဒီရွာကလူတွေကမပြုံးတတ်ကြဘူးထင်ပါတယ်လို့တကူတည်းပြောလိုက်မိတာပေါ့။ဆက်ပြီးတော့ရှောက်လာခဲ့ရင်နောက်ဆုံးမအောင်အီးနိုင်တော့ဘဲနဲ့မြင်ရလူကိုမေးကြည့်မိတယ်။ဒီမှာဦးကြီးဒီရွာကလူတွေသွားမပေါက်ကြသေးဘူးထင်နေ။ဟာဘာဖြစ်လို့လဲဒီမှာကြည်စမ်းဒါသွားမဟုတ်လို့စင်စွယ်တွေလားကွာ။ပျော်ပျော်ဆူဆူထိုလူကသွားကြီးတွေကိုစီးပြတယ်။အော်ဟုတ်သားပဲသွားတွေအရှိသားကျွန်တော်ကလူတယောက်မှမပြုံးတာကိုတွေးလို့ကျွန်တော်ကမပြုံးတတ်သေးလို့ထင်တာဒါထက်ဒီရွာကလူတွေဘာလို့မပြုံးတာလဲသူကအဲ့ဒီလိုမေးလိုက်တဲ့အခါထိုလူကဒေါ်စာရွတ်ကြီးကမြားတာရူကလေးကိုငေါက်တက်တောင်ထိပ်မှာဖမ်းဆီးထားပုံမိုးပလဲကိုလည်းနှိပ်စက်ထားပုံတို့ကိုပေါက်ချုံမှုပြောလိုက်တာပုံဟင်မိုးပလဲကဒီလာပြီးဒုက္ခရောက်နေတာကိုမောင်ကိုကြီးကချက်ချင်းပဲဦးတီဟာရဲ့အိမ်ကိုသွားလေတယ်ဦးကြီးခမဦးကြီးရောဒုက္ခကကင်းလို့အောင်ကျွန်တော်ကိုညီပါမယ်ဟဲဖြစ်မှလောက်ပါတငယ်ရဲ့ဒေါ်စာယုကတကူးထပ်ပါပြီနဲ့ဖြစ်ပါတယ်ဦးကြီးရဲ့ကျွန်တော်ရဲ့အိဆာတရားထန်းခောက်ခါရဲ့ဆွမ်းကလည်းထပ်ပါတယ်ဗျပထမဒေါ်စာယုအိမ်ကမှန်ကြီးကိုဖျက်ဆီးပြရမယ်မောင်ကိုကြီးကနှုတ်ကတွတ်ပြောရင်သူ့ရဲ့ထန်းခောက်ပါကလေးကိုအဖုံးဖွင့်လိုက်တယ်အထဲမှာတထွာကျော်လောက်သာရှိရဲ့တင်းပုတ်ကလေးရောက်နေတယ်ကိုတင်းပုတ်ရေဒေါ်စာယုအိမ်ကမြချင်းမုံကြီးကိုဖျက်ဆီးချိန်တန်းပါပြီမောင်ကူညီကအဒီလိုပြောလိုက်တာနဲ့တပြိုင်နက်တင်းပုတ်ကလေးကဖားရဲကဆွေကနေခုန်ပြန်ပြီးအရှိန်နဲ့ပြန်တန်းသွားတော့တယ်ပေါက်ချုံကလည်းဟာအမေဘဲကတင်းပုတ်လည်းမသိဘူးအိမ်ထဲအတင်းဝင်လာတယ်လို့အော်ပြောတာပေါ့အိမ်ငန်းတွေကဒေါ်စာယုကတော့ဟဲ့တားလိုက်စမ်းတော့ကြဒုက္ခပေးလိမ့်မယ်တားလိုက်လို့ပြန်အော်ပြောတယ်ပေါက်ချုံကဓမြက်စည်းကြီးကိုယူတင်းပုတ်ကိုလွှဲရိုက်တယ်လေထဲမှာဝဲပြန်နေတဲ့တင်းပုတ်ကကျင်လဲစွာရှောင်းတိန်ပြီးရှေခနဲထိုးစိမ့်လာကပေါက်ချိုးရဲ့ငဲထိတ်ကိုတောင်ကနေခုတ်သွားတာပေါ့အောင်မလေးဗျအမေပေါက်ချုံကငဲတမ်းမအောင်အော်ပြီးကြမ်းမြင်ပေါ်မှာပက်လက်ကြီးလဲကျနေတယ်သူ့မိတ်မျိုးသွားပြီလေတင်းပုတ်ကလေးကတော့ဆက်ဝက်လက်ပြန်ဝဲသွားကမှန်ကြီးစီကိုဦးတည်နေတယ်ပေါက်ချုံရဲ့အော်တန်ကြောင့်အခန်းထဲကဒေါ်စားယူပြေးထွက်လာတယ်ဟဲ့ရက်စမ်းသူကအလန့်တကြားအော်လိုက်တဲ့အခါတင်းပုတ်ကလေးကခက်ထတွေးပြီးရက်သွားတယ်အဲ့ဒီလိုရက်တက်သွားတဲ့အခါဒေါ်စာယုကြီးကသူ့ရဲ့ဩဇာကိုက်ပြီးလို့ဝမ်းမြောက်သွားပြီးတင်းပုတ်လေးရှိရာကိုလမ်းလျှောက်သွားတာပေါ့တို့ရရင်သူ့ရောက်ခါနီးလေငါးလန်းခန့်အလိုလေထဲမှာရက်တက်နေတဲ့တင်းပုတ်ကဆွေကနေဆက်ပြေးကမှန်ကြီးကိုဒိုင်းကနေထုခွဲလိုက်တော့တယ်မှန်စားရီဟာအစိတ်စိတ်အမော်မော်ကွဲကြကုန်တာပေါ့ဒေါ်စာယုဟာမျက်စိမျက်နှာပြက်ပြီးအခန်းတောင်းကစေးတောင်ဝေးကိုဆွဲကခွစည်းပြီးပြန်ထွက်သွားတယ်ထိုအခါတင်းပုတ်ကလေးကလည်းမောင်ကူညီထံပြန်သွားပြီးဖားရဲကိုပြန်ဝင်လိုက်တယ်။မောင်ကူညီကထန်းခောက်ဖားဖုံးကိုပြန်ဖုံးလိုက်တယ်။ဟိုမှာဒေါ်စာယုကြီးပြန်သွားပြီးငေါက်တက်တောင်ထိပ်စီသွားနေပြီလို့ယောက်ျားတစ်ယောက်ကအော်ပြီးတော့ပြောလိုက်တယ်။ဦးတီဟာကလည်းခမရကရနဲ့လောက်ပါအောင်ကွာဒေါ်စာယုကြီးကိုတားပါအောင်လို့အော်တာပေါ့။ဒီတော့မောင်ကူညီကထန်းခောက်ဖားကလေးဖုံးကိုပြန်ဖွင့်လိုက်တယ်။အထဲမှာပလွေလေးတစ်ခုရောက်နေတယ်။ငေါက်တက်တောင်ထိပ်စီတို့လို့ဒေါ်စာယုအော်တဲ့အခါမောင်ကူညီကပလွေလေးကိုထုတ်ပြီးမှုတ်လိုက်တယ်။သူ့ရဲ့ပလေတန်ထွက်ပေါ်လာတဲ့အခါဒေါ်စာယုစီထားတဲ့တောင်ဝေးကခြာကနေလှည့်ပြီးမောင်ကူညီထံကိုဦးတည်ပြီးတော့ကြွေလာတယ်။ဟဲ့ငါပြောတယ်ငေါက်တက်တောင်ထိပ်စီတို့
ဒေါ်စာယူအဲ့ဒီလိုအော်လိုက်တဲ့အခါဆေးတောင်ဝေးကပြန်ကွေ့သွားပြန်နေမောင်ကူညီကပလွေကိုမှုတ်ပြန်နေဆေးတောင်ဝေးကခြာကနေကွေ့လှည့်လာပြန်နေဒေါ်စာယူကသူ့ရှိကတောင်ဝေးထိပ်ကိုဆွဲလဲတယ်တောင်ဝေးကခြာကနေလှည့်တောင်ထိပ်စီဦးစီပြန်ပြန်နေပလွေတန်ထွက်ပေါ်လာပြန်နေဒေါ်စာယူရဲ့တောင်ဝေးကပြန်ကွေ့လာပြန်နေဒေါ်စာယူကတောင်ဝေးထိပ်ကိုဆွဲပြီးလှည့်ပြန်နေဟဲ့ငေါက်တက်တောင်ထိပ်စီတို့တော်ပြီးဟဲ့တောင်ဝေးနင်ဘာတမ်းမှမကြားတော့ဘူးပလွေဘလို့မောင်မောတောင်ဝေးကပြန်ပြီးကွေ့မလာတော့ချေဒေါ်စာယူပြုံးသွားတယ်သူနိုင်ပြီဖြစ်တာကြောင့်မို့ကဲရောက်ပြီစင်းတောင်ဝေးစင်းသူစင်းကိုင်းတော်လေတောင်ဝေးကနားမကြတော့ချေငေါက်တက်တောင်ထိပ်ကိုကြော်ပြီးအရှိန်မြင်းစွာနဲ့ပြန်တန်းသွားလေပြီဟဲ့စင်းပြန်ကွေ့စင်းတပြေးပြေးနဲ့ဒေါ်စာယူရဲ့အတန်ဝေးသွားသလိုပုံမှန်တံဒီလည်းဝေး၍မြင်ကွင်းကပျောက်ကွယ်သွားတာပေါ့မောင်ကူညီဟာပလွေကလေးကိုဖားရဲထည့်ပြီးအဖုံးကိုပြန်ဖုံးလိုက်တယ်ဦးတီဟာနဲ့ရွာသားတွေကမောင်ကူညီရဲ့မိုးပလဲနဲ့မြတာလူတို့ကိုကဲပါအောင်လေလို့သတိပေးမှသူ့ရဲ့လုပ်ငန်းကြံနေရကိုသတိရလာတာပေါ့ငေါက်တက်တောင်ဟာသူ့တာမန်တို့တက်ရွေစင်းမရဒီအတိုင်းဆိုလျင်မြတာလူပြန်စင်းရမီမဟုတ်ရေပန်းနိုင်ဖြစ်နေတဲ့မိုးပလဲရဲ့အရေးကလည်းရှိသေးတယ်မောင်ကူညီကမိုးပလဲနဲ့မြတာလူတို့ကိုကဲဆယ်ရအောင်ပါပဲလို့ဆိုပြီးထန်းခောက်ခါဖုံကိုပြန်ဖွင့်လိုက်တယ်တစုံတစ်ခုခုန်ထွက်လာတယ်တထောင်ခန့်မြင့်နေဇော်ကြီးကလေးဟင်ဇော်ကြီးကသေးလာကြီးလားဟဲ့နေ့ထန်းခောက်ခါတဲ့ဝင်လာမှတော့ဒီရွယ်ပဲရမှာပေါ့ဇော်ကြီးရဲ့စကားဆုံးမှာတော့ဖုံတိုင်းဆိုတဲ့အတန်နဲ့တူမိโกလုံးကြီးပေါ်ထွက်လာတဲ့မိโกတွေပြောက်ကွယ်သွားတဲ့အခါလူတရက်အပြည့်ဇော်ကြီးဖြစ်လာတယ်ငါကဇော်ကြီးဖုံတိုင်းဖြစ်တော်သကိုမိုးပလဲနဲ့မြတာရူကိုငါကဲဆယ်ခဲ့မယ်ပေါကျွန်းကိုလည်းတိုးရဲ့မင်းနဲ့ထည့်ပေးလိုက်မယ်ဒင်းတို့သားမင်းနှစ်ယောက်စကြဝဠာတိုင်းမှာသွားနေကြရမယ်ပြောပြောဆိုဆိုနဲ့ဇော်ကြီးကပြန်တက်သွားတယ်သူပြန်ဆင်းလာတဲ့အခါမိုးပလဲနဲ့မြတာလူတို့ဟာသူ့တောင်ဝေးကိုဆွဲပြီးသူနဲ့တပါးတည်းပါလာခဲ့တာပေါ့သို့တော့ရွာထဲမှာတော့ပေါချွန်းတယောက်မအုပ်ချင်းမလပျောက်သွားရတော့တယ်မိုးပလဲနဲ့မြတာလူတို့လက်ထပ်ပွဲပြီးစီးသွားတဲ့အခါဇော်ကြီးဖုံးနိုင်လည်းပျောက်ကွယ်သွားခဲ့တယ်မောင်ကူညီလေးကလည်းလိုအပ်တဲ့လူတွေကိုကူညီဖို့အတွက်ခရီးဆက်ထွက်ခဲ့တာပေါ့ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။